အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတအောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့29ရက်9လ2026နော်တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီကဲတနင်္လာနေ့အဖွင့်နေ့နေကုန်စားနော်အချင်းလေးတွေမိန်းကွက်ကလေးတွေပတ်တိလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တူရင်လိုက်ဆော့လို့ရအောင်ပေါ့နော်ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပါတွေလေဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးနော်အခုလာမယ့်ပွဲကတော့နော်ကြရင်တော့ live ဆော့ပေါ့နော်မကြရင်တော့မဆော့နဲ့ကျွန်တော်တို့နော်အခုလာမယ့်ပွဲမှာပိတ်ရက်တွေရှိပါတယ်တနင်္လာနေ့ဖွင့်တယ်နော်အင်္ဂါဗုဒ္ဓဘူးပိတ်မယ်ကြာသာပတိတောက်ကြဖွင့်မယ်နော်ဒါကြောင့်မို့3ရက်ထဲကစားရမှာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်စီမှာနော်ဗုဒ္ဓဘူးမကျော်အာမကမိုးကွက်ယူတဲ့ညီကိုမောင်နှမတွေတောင်ကျွန်တော်တက်ရောက်မှလက်တင်မခံထားပါဘူးအားလုံးပဲနော်ရှေ့လာမယ့်ပွဲပိတ်ရက်ဖောင်းရက်မရှိရင်တော့ပြန်ပြီးတော့ကျွန်တော်အဖွဲ့ဝင်လက်ခံပေးပါမယ်ဒီပွဲမှာကျွန်တော်အဖွဲ့ဝင်တက်ရောက်မှလက်မခံထားပါဘူးအားလုံးပဲသိပါတယ်နော်နေ့တိုက်ကလေးတွေတော့ကျွန်တော်ပုံမှန်လေးလွှင့်ပေးသွားမယ်အကြိုက်တွင်တော့လိုက်ဆော့ပေါ့အကြိုက်မတွင်တော့မဆော့ပါနဲ့ဒါစေတနာတီးတတ်နဲ့တင်ပေးတာဖြစ်တယ်နော်ပေါက်လို့ရလို့လည်းဘာမှပေးစီရမလို့ပါဘူးကဲ Facebook ကညီကိုမနှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါကျွန်တော်တင်တဲ့နော်ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ပါနော်ကဲအားလုံးပဲလိုက်လက်မှအသေးလေးတွေနဲ့ဝင်းရံပေးထားပါနော်ကဲဒါဆိုရင်မနေ့ပြန်နော်တနင်္လာနေ့အဖွင့်နေ့နေကုန်စာပိုင်းနေနဲ့ဆိုရင်တော့6ပိုင်း1ပိုင်း6ပတ်တီ1ပတ်တီပေါ့6နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်6ခွန်6နှစ်နော်60 63ပဲဖြစ်ပါတယ်6ခွန်6နှစ်60 63မှာမနေ့ပြန်တနင်္လာနေ့အဖွင့်နေ့6နဲ့ပတ်သက်တဲ့ main ကွက်1နဲ့ပတ်သက်တာကတော့1ခွန်10 1နှစ်13ပဲဖြစ်ပါတယ်1ခွန်10 1နှစ်13မှာဒါ1နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကျွန်တော်ထုတ်ပေးတဲ့ main ကွက်ရိုးကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့ကတ်ဆော့ခြင်းနဲ့တွဲဆော့ခြင်းနဲ့ဆိုရင်တနင်္လာနေ့အဖွင့်နေ့စာအားအကောင်းဆုံးဝမ်းချင်းသည်16ဝမ်းချင်းဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်တနင်္လာနေ့အဖွင့်နေ့နေကုန်စာမှာအားကောင်းဆုံးပတ်တိသည်6ပတ်တိ1ပတ်တိအားကောင်းဆုံးဖြစ်တယ်နေကုန်သာဖြစ်တယ်เนาะအကြိုက်တူရင်လိုက်ဆော့ပါအကြိုက်မတူရင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးเนาะကိုရကိုယူပါเนาะဒါစေတနာတည်တတ်နဲ့လာတင်ပေးတာဖြစ်တယ်เนาะအမှားမှန်တော့ရှိတယ်အမှားမှန်လက်ခံနိုင်ရင်လိုက်ကစားနိုင်ပါတယ်เนาะကဲအခုလိုကြည့်ရှုပေးတာအထူးတူပဲကျေးဇူးတင်ပါတယ်တနေ့နာနေ့အဖွင့်နေမှာအဖွင့်လာကြပါစေအားလုံးပဲကံကောင်းကြပါစေရကြပါစေ